တောင်ဒီရွာထွက်က triangle နားလေးရဖျားဗျဘာကောင်ကြီးတွေမှလည်းမသိဘူးနှုတ်တီဟာတော့သိတယ်ဒီကောင်တော့ဘာကောင်မှလည်းမသိဘူးဒီမှာစင်ရုပ်စင်နေရှိတယ်ဟိုဘက်မှာစင်နော်ဘက်ကတစ်ပတ်ပတ်ကြည့်လိုက်အောင်မယ်အဲဒီမှာစင်ဒီဘက်ကတော့ဖျားစီရီလေးဒီဘက်မှာလည်းစင်ဒီဘက်မှာစင်တောင်းနေမှာတော့ဘာကောင်ကြီးတွေမှလည်းမသိထူးထူးခြားအကောင်ကြီးတွေဗျဘလူးလို့ပြောအောင်လဲဘလူးလည်းမဟုတ်ဘူးမဲအောက်မှာအထီးဗျအောက်မှာလက်နဲ့ဒါစင်ရုပ်ဒီဘက်ကတော့နတ်သမီးလားမနိဆန္ဒလားတော့မသိဘူးထူးထူးခြားပုံရှင်ရိုက်ချင်တဲ့ကျုပ်နေတော့တွေ့ပြီကိုရွှေဘလူးလားချင်သေးလားငကားလားဘာကောင်မှလည်းမသိဘူးအေးရဆရာမကတော့1925ဒီမှာလည်းဘုရားစီရီအစုဝေးလေးတစ်ခုပဲဗျစီရီအစုဝေးလေးတစ်ခုလမ်းကလေးလည်းရှိတယ်ကဲဘိုးကတော့ရွာကန်ကြီးနေပြီဗျတို့ပေမဲ့ရောက်တော့ရောက်ခတ်ဖူးမြော်လိုက်ကြပါတော့ဘုရားမ2150ကဘုရားတွင်းမဲ့မှာရှိတဲ့ဘုရားစီရီလေးဖြစ်ပါတယ် May all monks in this compound ဒီဘက်ကတော့နေဝင်ချင်းစီးစာမှာ novice monks ဘုရားစီရီလေးတွေအများကြီးနဲ့ laymen and lay women ဒီနေရာ disciples လေးကိုရောက်သွားတာတောင်ပြည်ရဲ့ခုန be free from triangle enmity နား and လေးကဘု danger ရားစီရီအစုလေးတစ် be ခုဖြစ်ပါ free တယ် from mental suffering be တွန်း free ပ from မာတော့ physical suffering တင်ပလေခွေကိုတော့စီရီလေးတွေဘုရားလေးတွေမိမဘုရားဟန်နဲ့ဘုရားလေးတွေတွေ့ရတယ်ဒီဘက်ကတော့ဘုရားစီရီ may our အ donors စုဝေး of တွေ the အများ force ကြီးနဲ့ of ဘုရားညိုညိုလေးတစ်ပ be င်စိမ့်စိမ့် free မြ from ခင်စိမ့်စိမ့်နေ enmity နဲ့ and danger လွန်စွာမှ be လှပပါ free from ပ mental ကံရဲ့ suffering စီးစာနေဝင်ခြင်းညနေ free ချမ်းဖြစ် from ပါတယ် physical ဒီ suffering ဘုရားကြီးရဲ့ဟိုဘက်မှာတော့ may they take care of themselves နေဝင်ခြင်းရောက်လို့နေလုံးကြီးကဝင်တော့မယ်မိုးတွေလည်းရွာတော့မယ် may our ကျုပ်လည်း garden ကျောင်းကို devas ရောက်အောင်ပြင်ပါတော့